တိုမင်းတော်ဤဘူဘူပါဝင်တော်ရေရောက်ကပါမင်းဘာလုပ်နေရလဲလာလာတယ်ကရှင်သားတွေကိုကြည့်နေရလေလာဦးလားဟာလာလိုက်တာကြောက်တုံးကြောက်ခက်တွေရေမော်နေနဲ့တကယ်ရေအောက်ကဘာအတိုင်းပဲနော်ဟာငါသိပြီအဲ့ဒီလိုရေအောက်ကဘာမှာရှောက်သွားနိုင်တဲ့ဆေးလုံး EDC မှာရှိရဲ့ဟာငါဖုန်းနဲ့ဆက်ပြီးစမ်းတောင်းမိမယ်အတားနီဟယ်လို ED လားအေးငါစီမှာမင်းပြောတဲ့ဆေးလုံးရှိတယ်လာယူလက်ငါတော့လာမပေးနိုင်ဘူးခဏလေးစောင့်နော်မိမိငါပြန်ပြေးယူလိုက်အောင်မယ်ဟေးဘူလာအဲ့ဒီဗီဒီယိုပေါ်မှာရေအောက်သွားတဲ့ဆေးလုံးရှိရကွရေအောက်ရဲလိုက်ပါယူသွားဟေ့ဣတိပြောတာတရားထင်တယ်အမြန်ယူသွားမှာဟာဖတိပါရောက်နေရလားငါတို့ဣတိရဲ့ဆေးလုံးနဲ့ဟိုငါးကန်နဲ့ဆေးလေးလာမလို့ကွဟောဒီမှာဣတိကတို့ရေအောက်မှာအပြင်းပြေဆော့ဖို့ရေးလိုက်ကလေးကအစစ်ပေးလိုက်တယ်ဒီမှာကြည့်ဘယ်လိုလုပ်ရမှာလဲဟင်အသားနေငါပြဆေးလုံးတစ်လုံးကိုအရင်ဆုံးဟောဒီလိုရေးလိုက်ဖြစ်ပြီးတော့ငါတို့ဒီဆေးလုံးစားလိုက်ရင်ငါတို့ခန္ဓာကိုယ်တွေတိတ်တိတ်လေးဖြစ်သွားမှာဟာအဲ့ဒီတော့မစားခင်ငါးကန်တွေကိုတို့ခုံဆင်းလို့ရစာအုပ်တွေနဲ့လေကားတွေလှုပ်ထားရမယ်လို့ဣတိကမှားလိုက်တယ်အားလုံးပစင်လေးကျင်းပြီးတော့မိမိရေးလိုက်ကလေးကိုရေးရဲချဖို့ပဲကျန်တော့တယ်ကဲငါတို့ရေကန်နဲ့ဆင်းလို့ရအောင်ဟောဒီဆေးလုံးကိုတယောက်တစ်လုံးစီတောက်လိုက်ကြစို့ငါလည်းတောက်ပြီဟေ့ကိုလေးပိတိပွေးတေးလေးတွေဖြစ်သွားပြီ။ဒါဟေ့တက်ပြီးခုံချကြလို့ဟေးငါကန်တယ်ဆင်းမယ်ကွာ။ယာဟာဒီကကိုရောက်တာတို့တွေကိုကဒီမလေးလူလူကြီးတွေဖြစ်တယ်နော်။ဟာဒီကငါရှင်လာတာအကြီးကြီးပဲတော့စားလိုက်တာ။ဒီမဘေးနေရလဲစိတ်ဆိုနေရပဲဟဲ့။ဒါဟေ့ဣတိပေးလိုက်တဲ့ရဲလိုက်ကြီးတဲ့ဝင်ကြည့်ကြရအောင်ဒီအခန်းရဲ့ရဲရတဲ့ကအိမ်မှာအတာတုံးဖွင့်ကြလာပြီဟဲ့ရအမလေးအထက်မှာအတာကငမန်းနေကြထွက်လာပြီအမြန်ပိတ်ဒီကငါတို့ကိုတဲတိရင်ဖို့ဖြစ်အောင်ဂိမ်းစော်လို့စွန့်စားရရဲ့ရဲတိုက်ကြီးပေးလိုက်တာပဲကိုတကားတွေကိုသတိနဲ့လိုက်ခွင့်ကြည့်ရမယ်ဟေ့လာဒီဘက်ကိုကတ်သွားကူးလို့ကောင်းလိုက်တာကွာခြေကလည်းကြီးလေးနေရပဲဟောဒီမှာတခါငါတုံးဖွင့်လိုက်ဟာခြေရနာလေးပါလားတို့တော့ထောပြီးဟေးဒီကောင်လေးဒီထဲမှာလေအခန်းတစ်ခန်းတွေ့ရဟာဒီခန်းထဲမှာကဖိုးတန်နေရတာရှိမယ်နဲ့တူတယ်။အောက်ဖွင့်ကြည့်လိုက်မယ်ဟေးအမလီရေထဲမှာကြီးဗျာပြေးကြဟင်းပြေးကြပြန်ပိတ်လို့မရတော့ဘူးလေဒီလိုပါဖြစ်သွားမယ်ဒီနေ့အမြန်ပြေးကြဟာငါမြားဖို့ဖတီးကိုအဖော်သွားခေါ်ရမယ်ဟေးဖတီးလားမိနီတို့အိမ်ဘက်ကိုသွားနေတယ်ဟာဒါဆိုမိနီတို့အိမ်ဘက်ကိုလိုက်အောင်ပါဟေးမိနီတယောက်မှပြန်မထူးပါလားဝင်ကြည့်အောင်မဟိုမှာမိနီငါးကန်ကလှပါလားလူလစ်တော့သူ့ငါးကန်တဲ့ခါငါးတွေကိုငါငမြားတန်နဲ့အလစ်များကြည့်လိုက်မယ်ဟာငါငမြားတန်မှာအထဲကဘာကောင်မိနေပြီလဲမသိဘူးအမြန်ဆွဲတင်လိုက်မယ်လာလျော့ငါငမြားကြည့်မှာမိနီဘယ်လိုမိပြီးပါလာတာလဲအမလေးငမြားကြည့်နေမိနီတေးပါလိတော့ငါတန်ကြီးကွဲပြီးဆေးလုံးတွေထွက်ကြလို့ငါတို့တွေအပြင်ပြန်ရောက်နေပြီဘိုးရောဖက်ကြီးပါငါးကန်လေးကထွက်လာကြတယ်အံ့ရောဒါကဘလို့တွေဖြစ်တာလဲအော်မင်း
လို့ငါကန်လေးကွဲပြီးငါလေးလည်းတေကုန်တဲ့အပြင်တအိမ်လုံးပါရေတွေဆွဲပြီးကျောင်းစာအုပ်တွေပါပျက်စီးကုန်ပြီဟဲ့ကိုဖြိုးရဲ့အိမ်ထဲဝင်လာပြီးငါးများတဲ့ကိုဖြိုးရောငိုးတရုပ်ဆေးလုံးတွေယူလာတဲ့ဘိုးတို့ပါတေးပြီးတော့ ဟာမိနီဒေါသကြီးထွက်နေပြီအချိန်ကြီးပြေးဟာ အမလီရေရောက်ကဘာလဲကရေတရေမှကြီးတဲ့မိမိကပူတော့တာကြီးတယ်ဗျာပြေး ကြောက်ပါပြီဗျာ